အတက်ကလေးတစ်ခုနဲ့လည်းမာနတက်တတ်တယ်ရှင်းလားတချို့ကစာအုပ်ကလေးတအုပ်ဖတ်ပြီးမာနတက်နေတာလည်းရှိတယ်တချို့ကလက်မှတ်လေးတစ်ခုကင်ပြီးမာနတက်နေတာလည်းရှိတယ်နောက်အိမ်မှာငွေရှာနိုင်တာနဲ့မာနတက်နေတာလည်းရှိတယ်တိန်လုံးသူတယောက်တည်းရှာကျွေးနေတယ်ဆိုတာ तू ကျွန်းစားတာပါလို့ကိုယ့်ဟာကိုယ်ဆက်လို့အကျွေးရှိလို့လုံးရတာဟိုကမလုတ်ဖဲထိုင်စားနေတယ်ဆိုတော့ तू ကသခင်စားတာပါပြီးသား तू ကမတွက်ကနဲ့တွက်ကနဲ့အကျွေးကြည်မှာမဟုတ်ဘူးတော့ပါလားအကြောင်းတရားနဲ့အကျိုးတရားအကြောင်းကောင်းမှအဲ့ဒါခင်ဗျားတို့မာနကတရားလေးတပုတ်နာဘူးလဲမာနတချို့ကကိုယ်ဆရာသိတာကိုသိတာလည်းမဟုတ်ဘူးနဲ့မလို့တို့ဆရာဘလို့တော်တာမာနတော့ပါလားကြည်ရောကျင်သလားအဲ့တော့ထိုက်တန်သူဖြစ်ခြင်းအချက်ပဲနှစ်ချက်ခုနှစ်ချက်အဲ့ဒီခုနှစ်ချက်ကိုခင်ဗျားတို့ပြည့်စုံအောင်ကြိုးစားနေရင်ထိုက်တန်ဘဝပိုင်ရှင်ဖြစ်ပြီရှင်းမလားဒါဖြင့်တရားရှိပေါ်ဆဆနေရမလားကြိုးစားရမလားတစ်ဘာကင်းအောင်သက်ကာယဒိဋ္ဌိကင်းအောင်နှစ်ဝိဇိကိစ္စကင်းအောင်သုံးသီလပရပရမတ္တအကျင့်မားတွေကင်းအောင်ကွာပြောလိုက်ဗါတဲ့တော့လေးလောဘကင်းအောင်ငါ6ခွန်ကျင်တဲ့သလားဒီတိုင်းသာကြိုးစားရင်ခင်ဗျားတို့ထိုက်တန်တဲ့ဘဝရနိုင်မရနိုင်အဲ့တော့ဒါဘသူဟောတဲ့တရားမြတ်စွာဘုရားအရဟတုတ်ချစ်သားတို့မှတ်ကြတဲ့ရဟတတကယ်ထိုက်တန်တဲ့ပုဂ္ဂိုလ်တယောက်ဆိုတာဒါကိုခေါ်ရဟေးတဲ့အဲ့တော့ပူဇော်အထုကိုခံနိုင်လို့ခံတိုက်တယ်ဆိုတာအပူဇော်ခံရတာလှူဒန်းခံရတာအချီးမွမ်းခံရတာဒါတွေကပြင်ပကသူတို့မှတ်တိုင်နေအရေးကြီးတာကိုယ့်ရင်ထဲမှာကိုမှန်ကန်သိပြီးတော့တကယ်ထိုက်တန်သူဖြစ်အောင်ကြိုးစားဖို့သာပဓာနာလို့မှတ်ပါရှင်းသလားကိုရှောင်းရမယ်လမ်းကိုသိရမယ်ကိုယူရမယ်တရားကိုသိရမယ်အဲ့ဒီတရားမှတ်တိုင်တဲ့သူကိုထိန်းချောင်းသွားနိုင်တာမှတကယ်ထိုက်တန်သူအဲ့တော့အခုတရားအားထုတ်တယ်ဆိုတာသူတို့ကချီးမွမ်းခံဖို့လားသူတို့ကဂုဏ်ပြုခံဖို့လားသူတို့ကအပူဇော်ခံဖို့လားမဟုတ်ဘူးနော်ခုမြတ်စွာဘုရားရဲ့တပည့်သားတန်ခါတွေမှာတွက်ခါတော်ဘဂဝတာဓမ္မတန်တိကောအာဂါလိကောအိပတိကောသုပ္ပတိပန်တော်ဘဂဝတော်တာဝကတန်ကောမြတ်စွာဘုရားရဲ့အဆုံးအမတရားကိုကောင်းစွာကျင့်နေတဲ့တန်ခါဖြောင့်စွာကျင့်နေတဲ့တန်ခါမှန်စွာကျင့်နေတဲ့တန်ခါလျော်စွာကျင့်နေတဲ့တန်ခါဒါတန်ခါဂုဏ်တွေဒီဂုဏ်တွေပြည့်